ဒီတွဲတင်ချာရဲ့ chapter 7မှာပါတယ် y equal to secant 8 y equal to cosecant 8ရဲ့ 5 key point ကိုအလွယ်လေးမှတ်ပြပေးပါမယ်နော်ဒီကအလွယ်ဒီ5 key point ကိုရမှသာလေရှေ့ဆက်လို့ရမှာနော်ဒါကြောင့်မို့အဲ့ဒါလေးကိုအလွယ်မှတ်ပြပေးပါမယ်အဲ့ဟာဆိုရင်ကြက်စရာလည်းမလိုတော့ဘူးနော်ကြက်စရာလည်းမလိုတဲ့အပြင်အလွယ်လည်းရလာပါလိမ့်မယ် y equal to secant 8ကိုအရင်မှတ်ပါမယ် y equal to sec secant 8ပေါ့နော် y equal to secant 8ဒါဆိုရင်ဆရာတို့ကဘယ်လိုပဲသွားမအောင်ဆိုရင်ရှေ့မှာပြောခဲ့တဲ့ point တွေလိုပါပဲ unit circle သုံးတယ်ဒီဟာလေးဝယ်သုံးပါပါဒါဆိုရင်ဒါက0သိပါတယ်အဲ့ဒါလွယ်ဒါ90ဒီဆိုပိုင်းပိုင်း2ဒါက180ဆိုတာပိုင်းဒီမှာ3ပိုင်းပိုင်း2ဒီမှာကျတော့ဘာလို့ဆိုရင်2ပိုင်းဆရာတို့က secant နေတန်းကျန်နေကိုတန်းကျန်နေကြတော့ဒီ 5 key point တဲ့မလုံလောက်တော့ဘူးဒါကြောင့်မို့ဆရာတို့45 degree ပိုင်းဖြတ်ရမယ်45 degree ဆိုရင်1357လို့မှတ်ပါ1357အားလုံးကိုပိုင်းပိုင်း4နဲ့မြှောက်လိုက်ဒါဆိုရင်1ပိုင်းပိုင်း4ဒါဆိုရင်3ပိုင်းပိုင်း4 5 ပိုင်းပိုင်း4 7ပိုင်းပိုင်း4ဖြစ်သွားတယ်ဒါဆိုရင် secant မှာမှတ်မယ်ဆိုရင်ဆရာတို့တန်းကျန်မှာတော့0နဲ့ infinity မှတ်ခဲ့ရတာတန်းကျန်မှာတော့0နဲ့ infinity secant မှာကျတော့1နဲ့ infinity လို့မှတ်မှာနော် secant မှာကျတော့1နဲ့ infinity ဒါဆိုရင်ဒီဘက်မှာကအပေါင်း1ဒီဘက်မှာကအနှုတ်1နော်ဒီမှာက infinity ဒီမှာ infinity ဒါဆိုရင်ဒီအမှတ်တွေအတွက်သိသွားပြီဒါဆိုရင်ဒီဂျားပိုင်းကကြတော့ဆရာတို့က secant က45 degree ဖြစ်တဲ့အတွက် root နဲ့သွားမှာဘာနဲ့သွားမှာတော့ root နဲ့သွားမှာဒါဆိုရင်ဒီဘက်ချမ်းကိုသွားမယ်ဒီဘက်ချမ်းအပေါင်းမလို့အပေါင်း root 2အပေါ်အောက်ကိုရေးအပေါင်း root 2အပေါ်အောက်ကိုဒီဘက်ကအနှုတ်ဘက်ကမလို့အနှုတ် root 2အပေါ်အောက်ကိုရေးဒါဆိုလို့ရှိရင် secant ရဲ့ 5 key point အလွယ်မှန်ပြီးသွားပါပြီ5 key point နဲ့တင်မရဘူးပေါ့နော်သူကတော့45 degree ပါပိုင်းဖြတ်မယ်ဆိုတော့9 point ဖြစ်သွားတာပေါ့အဲ့အမှတ်ဒီအားလုံးရမှာပါဒီဘက်ကိုအပေါင်း root 2ကြီးပဲအပေါ်အောက်ကိုရေးဒီဘက်ကိုအနှုတ် root 2ကြီးပဲအပေါ်အောက်ကိုရေးလို့မှတ်ထားပါအဲ့ဒါမှသာလင်လွယ်မှာပါကြက်မယ်ဆိုလို့ရှိရင်မကြက်နိုင်တော့ဘူးဒီ 5 key point ကအများကြီးစိုက်အတွက်ကြက်ကော့အတွက်ကြက်တန်းကြကိုတန်းကြ secant ဆိုတော့မရနိုင်တော့ဘူးเนาะဒါကြောင့်မလို့ဒါအလွယ်မြန်ဆန်နဲ့အလွယ်ရတဲ့နည်းလေးကိုမျှဝေပေးလိုက်တာပါအမားပိုင်လည်းပြင်ဆင်ပေးပါအောင်ခင်ဗျဒါဆိုရင် key point တွေကိုရေးတော့မယ်8တန်ဘိုးက0ဆိုလို့ရှိရင် y တန်ဘိုးက1အမတ်တမတ်8တန်ဘိုးကဒီမှာလက်ထောက်ပြီးအစင်လိုက်တိုင်မယ်သွားလိုက်8တန်ဘိုးကပိုင်းပိုင်း4ဆိုရင် y တန်ဘိုးက root 2 calculator နှိပ်လဲရပါတယ်8တန်ဘိုးကပိုင်းပိုင်း2ဆိုရင် y တန်ဘိုးက infinity ဒီကြီးရေးနေအောင်မယ်နော်8တန်ဘိုးက3ပိုင်းပိုင်း4ဆိုရင်8တန်ဘိုးက3ပိုင်းပိုင်း4ဆိုရင် y တန်ဘိုးက minus root 2 8တန်ဘိုးကပိုင်းဆိုလို့ရှိရင် y တန်ဘိုးက minus 1 8တန်ဘိုးက5ပိုင်းပိုင်း4ဆိုရင် y တန်ဘိုးက minus root 2 8တန်ဘိုးကဒီရောက်သွားပါပြီ3ပိုင်းပိုင်း2ဆိုရင် y တန်ဘိုးက infinity အဲ့မှာဒါဒီ infinity နဲ့ infinity ရဲ့ကြားမှာပုံလေးပေါ်လာမှာပေါ့ကားငယ်ပုံလေးတွေပါစောက်ပုံလေးနော်3ပိုင်းအဲ့ဆိုဒီမှာကျတော့7ပိုင်းပိုင်း4ဆိုရင်8တန်ဘိုးက7ပိုင်းပိုင်း4ဆိုရင်8တန်ဘိုးက7ပိုင်းပိုင်း4ဆိုရင် y တန်ဘိုးက root 2ဒါကိုကြည့်ရနော်3ပိုင်းပိုင်း2ဆိုရင် infinity 5ပိုင်းပိုင်း4ဆိုရင် minus root 2 7ပိုင်းပိုင်း4ဆိုလို့ရှိရင် root 2 အပြင်2ပိုင်းရောက်သွားပြီဒါဆိုလို့ရှိရင်2ပိုင်းဆိုလို့ရှိရင်8တန်ဘိုးက2ပိုင်းဆိုရင် y တန်ဘိုးက1အဲ့ဒါမှာပုံကတပုံပဲပေါ်မှာဘာလို့တပုံပဲပေါ်မှာဆိုရင်ဆရာတို့က infinity ကဒီမှာတစ်ခုဒီမှာတစ်ခုနှစ်ခုဖြစ်တဲ့အတွက်သူကြားရတဲ့အပုံလေးတပုံပဲပေါ်မှာဒီမှာပြ infinity မရောက်သေးဘူး infinity မရောက်သေးရဖြစ်တဲ့အတွက်ကြားထဲမှာပုံပေါ်မှာမို့ဒါတောင်မဲ့တပုံနဲ့ပဲပေါ်ပါမယ်ဒါဆို y equal to secant 8ကိုပြီးလို့ရှိရင် secant 8ရဲ့ဒီမူရင်း point နဲ့ဒါလေးနှိုင်းရှင်ပြီးတော့8ကိုဘာလုပ်မယ် y ကိုဘာလုပ်မယ် translation လုပ်မယ် scaling လုပ်မယ်အဲ့ဒါတွေကိုဆက်ပြီးတော့ဒီကနေမှဆက်သွားရမှာပါဒါက secant 8ပါတခါလဲကို secant 8ပါတခါလဲပြောပြပေးလိုက်ပါမယ်နောက်ဆိုလို့ရှိရင်ခဏဆိုရင်အများကြီးလိုက်ရှာနေရလေနော်ကြာလို့မလို့ camc လေးလည်းတင်ပေးမှာပါနော်လက်ပြန်ကြာလို့ရှိရင် camc တင်ပေးပါလိမ့်မယ်အဲဆိုလို့ရှိရင် y equal to secant 8ပြီးလို့ရှိရင် y equal to ကို secant 8ကိုသွားပါမယ်ဒါဆိုလို့ရှိရင်တူပါပဲ y equal to cosec ကို secant အပြည့်စုံကိုရေးလိုက်ပြီနော်ရှေ့တခါတော့မှားလို့မလို့ပြောထားလို့မလို့ cosec ကို secant 8 y equal to ကို secant 8အတူကောက်လေးရေးရရှေ့ကောက်လေးရေးရဒါဆိုရင်သူ့ရဲ့ key point ကိုသူကရင်သိမှဒါလင်းသူ့ကို translation လုပ်တာ scaling လုပ်တာသိမှမလို့ key point ကိုအရင်လုပ်ပါမယ် key point လည်းခုနလိုပဲအတူပါပဲ0ဘာပိုင်း2ပိုင်းပိုင်း2ပိုင်း3ပိုင်းပိုင်း2ဒါကတော့လူတိုင်းသိပါတယ်2ပိုင်းဒီမှာချမှာဆိုတော့90အဲ့ဒါ45 degree တွေပိုင်းဖြတ်ပါမယ်45 degree ဆိုတော့ဒီကောင်ကပိုင်းပိုင်း4 1 3 5 7လို့ရေးပြီးကမှအားလုံးကိုပိုင်းပိုင်း4နဲ့နှောက်လိုက်တော့ပိုင်းပိုင်း4နဲ့နှောက်လိုက်တော့45 degree ဖြစ်ကုန်တော့ဒါအဲ့ဆိုရင်တို့ရဲ့တန်ဖိုးတွေပြီးမယ်ဒါဆိုရင် secant တော့ခုနကတော့ဒီမှာအပေါင်း1လို့ပြီးခဲ့တာဒီမှာအနှုတ်1လို့ပြီးရအဲ့ဆိုခုကြတော့ဒီမှာက infinity ဖြစ်သွားပြီ secant နဲ့ကို secant ကြောင်းနဲ့ဒီမှာ infinity ဖြစ်သွားပြီအဲ့တော့ဒီကောင်ကအပေါင်းဘက်က1ဒီကောင်ကအနှုတ်ဘက်က1အဲ့ဆိုဂျားထဲမှာလည်းတို့က45 degree ခုနကလို့ပြရတော့မယ်ခုနကတော့ဒီဘက်က
အပေါင်း root 2တွေရေးတယ်ဒီဘက်ကအနှုတ် root 2တွေရေးတယ်ဒီတစ်ခါကျအပေါ်ဘက်ကအပေါင်း root 2တွေရေးမယ်အောက်ဘက်ကိုကြတော့အနှုတ် root 2တွေရေးမယ်အဲ့ဆိုရင်ပြီးပါပြီအပေါ်ဘက်ကအပေါင်း root 2တွေရေးမယ်အောက်ဘက်ကအနှုတ် root 2တွေရေးမယ်ဒါဆိုရင်စီကန်ရဲ့မူရင်း key point တွေရသွားပြီ 5 key point လို့ပြောပေးမယ်5 key point နဲ့တင်မလောက်ပါဘူးဒါဆိုရင်ဆရာရေးပြပါမယ်ဒီပေါ်နာလေးတင်မယ်ရေးလိုက်တော့မယ်နော်ဒါဆို8တန်ဖို့က0ဆိုရင် y တန်ဖို့က infinity 8တန်ဖို့ကပိုင်း4ဆိုလို့ရှိရင် y တန်ဖို့က root 2ဟုတ်တယ်နော်8တန်ဖို့ကပိုင်း4ဆိုရင် y တန်ဖို့က8တန်ဖို့က infinity 1 အနှုတ်1အပေါင်းအနှုတ်တယ်နော်ဒါဆိုလို့ရှိရင်နော်အဲ့ဆိုရင်ဆရာတို့က8တန်ဖို့က0ဆိုရင် y တန်ဖို့က infinity 8တန်ဖို့ကပိုင်း4ဆိုရင် y တန်ဖို့က root 2 8တန်ဖို့ကပိုင်း2ဆိုလို့ရှိရင် y တန်ဖို့က1နောက်တစ်ခါ8တန်ဖို့က3ပိုင်း4ဆိုရင် y တန်ဖို့က root 2 8တန်ဖို့ကပိုင်းဆိုရင် infinity နောက်က8တန်ဖို့က5ပိုင်း4ဆိုရင် y တန်ဖို့က minus root 2နောက်တစ်ခါ8တန်ဖို့က3ပိုင်း2ဆိုရင် y တန်ဖို့က minus 1 8တန်ဖို့က7ပိုင်း4ဆိုရင် y တန်ဖို့က minus root 2 8တန်ဖို့က2ပိုင်းဆိုရင် y တန်ဖို့က infinity အခန်းခွန်ကိုကြောက်နေရတဲ့အကြောင်းရင်းကဒီ 5 key point တွေရဲ့ trigo ချိုး6ချိုးကိုမရလို့မလို့ကြောက်နေတာပါဒါလေးကိုရမယ်ဆိုရင်ရပါပြီเนาะဒါကနေပြီးမှရှေ့ပြီးစင်ပွားသွားမှာဖြစ်တဲ့အတွက်ဒါကိုမကြက်နိုင်တဲ့အတွက်ကလေးတွေကကြောက်နေတာကြက်စရာမလိုပါဘူးဒီလိုလေးတော့မှတ်တော့ထားရမှာပေါ့မှတ်ပြီးတော့ရေးတဲ့နည်းလေးတော့သိရမယ်ပေါ့เนาะဒါဟို6ခုပဲရှိရဒါမျိုး6ခုကို4 5 6ခါလာရေးလိုက်မယ်ဆိုဒီတက်ခန်းလုံးရဲ့အားလုံးနီးရသွားမှာပဲเนาะsaving mind 30ရသွားမှာနောက်က double shake လေးနည်းနည်းပဲပါတာဖြစ်တဲ့အတွက်အခန်းခွန်ရရင်အခန်း8ကလည်းရပါတယ်ဆက်သွားတာဖြစ်တဲ့အတွက်ဒါဆိုရင်အမားပိုင်းလည်းပြင်ဆင်ပေးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဆရာဝင်ဖြိုးပါ